မဖြည့်မယ်ဆိုရင် IELTS အောက်မှာ level တွေရှိတယ်ပေါ့ A1 ကနေ C2 ထိ Cambridge University ကသတ်မှတ်ထားတဲ့ English level တွေရှိတယ်ဒါကို CFR လို့ပြောတယ်ပေါ့နော်ဆိုတော့အဲ့မှာဒီတစ်ခုကကျတော့ကျွန်တော်တို့ around B1 လောက်ထိညီမျှတယ်ပေါ့နော် A1 A2 B1 လောက်ထိညီမျှတယ်နော်ဒီကောင်ကို PET လို့လည်းခေါ်တယ်နော် PET လို့ခေါ်တယ်PET level လို့ခေါ်တယ်ပေါ့နော်ဒီ PET ဆောင်းဝင်းမှာဖြည့်ရတဲ့ listening test ရဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ practice လုပ်ကြည့်ပါနော် okay စပြီးနားထောင်ကြည့်ကြရအောင်ဆိုတော့ဒီမှာတွေ့ရမယ်ပေါ့နော်ပုံလေး3ပုံရှိတယ်နော်တပုတ်စီမှာပုံလေး3ပုံရှိတယ်တော့ podcast လေးတစ်ခုဖွင့်ပြမယ်ဗျာ audio လေးတစ်ခုဖွင့်ပြ3မိနစ်စာလောက်တော့မရှိဘူး3မိနစ်2မိနစ်လောက်ပဲရှိတယ်အဲ့လေဖွင့်ပြပြီးသွားရင်အဲ့ဒီမှာသူတို့ဘာပြောနေလဲဆိုတဲ့အကြောင်းအရာကိုမိကုန်းနေမေးထားတယ်ပေါ့နော်အပေါ်မှာnumber 1 so what did the voice uncle buy him for Christmas ကောင်လေးရဲ့ uncle ကဦးလေးကတဲ့သူ့ကို Christmas မှာဘာဝယ်ပေးလဲဆိုတော့ဖွင့်ပြမယ့် audio က Christmas နဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်မယ်အဲ့ဒီအကြောင်းမှာမိကုန်းမေးထားတယ် Christmas မှာကောင်လေးဘာလက်ဆောင်ရတယ်အငယ်ရှိကနေအဲ့ဒီအဖြစ်အမှန်ကိုကျွန်တော် ABC 3ပုံနဲ့တစ်ခုရွေးပြရဒါပဲနောက်တစ်ခုလည်းအဲ့လိုပဲအပေါ်မှာမိကုန်းပါတယ် focus တစ်ခုဖွင့်ပြမယ်ဖွင့်ပြပြီးတော့သူ့မိကုန်းမှာပါတဲ့အဖြစ်အမှန်ကိုကျွန်တော်ရွေးပြရနားထောင်တဲ့အခါမှာ chance နှစ်ခုရမယ်နော် learners တို့ကျွန်တော်ရဲ့အခု live ပြီး practice လုပ်တဲ့အခါမှာတော့ chance နှစ်ခုရမယ်ပထမတစ်ခေါက်ကိုယ့်အောင်ရိုက်နားထောင်အဲ့နားထောင်တဲ့အခါမှာအဖြေမရရင်လည်းအဆင်ပြေတယ်ဘာမှမဖြစ်ဘူးအဖြေကိုမရလိုက်ဘူးမမီလိုက်ဘူးဘာမှမဖြစ်ဘူးဒါပေမဲ့ main idea သူတို့ဘာတွေပြောနေလဲဆိုတဲ့အကြောင်းတော့သိအောင်လိုက်နားထောင်ပါနော်ပြီးတော့ရင်နောက်တစ်ခေါက်ကျွန်တော်လည်းအတူတူပြန်နားထောင်ကြည့်မယ်အဲ့ဒီမှာကျတော့ကျွန်တော်ကနားထောင်တဲ့အပြင်နော်တကြောင်ရုံတွေတို့ပြောတဲ့ဟာတွေပြန်ရှင်းပြမယ်ပြီးတော့ရင်အဲ့မှာမှတ်ထားသင့်တဲ့ဟာလေးပေါ့နော်တချို့အသုံးလုံးတွေပါကျွန်တော်ပြောသွားမှာပေါ့နော်ဆိုတော့အဲ့လိုနားထောင်ရဲ့အဲ့လိုနားထောင်တဲ့အခါမှာတော့ကျွန်တော်တို့အသေးစိတ် detail နားထောင်မှာပေါ့နော်ပြောချင်တာ detail နားထောင်တယ်ဆိုတာဒီလိုမေးခွန်းတွေပေါ့နော်အဲ့မေးခွန်းတွေမှာပါတဲ့အကြောင်းအရာကိုပဲကျွန်တော်တို့အဓိက focus ထားနားထောင်ပြီးတော့အဖြေကိုရအောင်လို့ကျွန်တော်လုပ်မယ်ပေါ့နော် okay ဆိုတော့the first one ခုနကကျွန်တော်ပြော what did the wise uncle buy him for Christmas ဒီကောင်ကိုအရင်နားထောင်ကြည့်မယ်ကိုပေါ့နော်ဒီတစ်ခုအရင်နားထောင်ကြည့်မယ် caption လေးကျွန်တော်ထုတ်ပေးနားထောင်ကြည့်ပါအရင်ဆုံး Now we are ready to start. For each question, choose the correct answer. intro လိုက်ရပါတပုတ်ရှင်းနေမှာ 1. ဘာနာရွေးပေးရမယ် What did the boy's uncle buy him for Christmas? Hi, James. I haven't seen you since Christmas. Did you get any clothes for Christmas? Yes, my uncle came down to stay with us. He bought me these new shoes. They look really nice. Did he get you that hat as well? No, my dad gave me that hat with some gloves, but my uncle did get me this expensive t-shirt. They go well with those jeans of yours. I need to get some new jeans. I think there is a sale in the shopping centre. okay ဒီကဘာအကြောင်းပြောရလဲရလဲမလားမသိအဓိကအကြောင်းကတော့ဗျာရိုးရိုးရှင်းရှင်းပဲကျွန်တော်ခေါင်းစဉ်မိကုန်းခေါင်းစဉ်မှာပါသွားပြီသား Christmas မှာဘာတွေလက်ဆောင်ရကြလဲဆိုတော့ကောင်လေးတယောက်နဲ့ကောင်လေးတယောက်အပြန်နဲ့ပြောနေတဲ့အကြောင်းဒီလောက်သဘောပေါက်ထားရင်ရတယ်အဓိကဘာပြောနေလဲဆိုတော့နော်အခုကျွန်တော်ရဲ့တူနောက်တစ်ခေါက်ထပ်နားတော့ရှိမယ် Now listen again. listen again okay Hi, James. I haven't seen you since Christmas. Hi Jane I haven't seen you since Christmas I haven't seen you since Christmas I haven't seen you since Christmas ဘာပြောချင်တာလဲမတွေ့ပြတာကြာပြီမတွေ့တာအချိန်တစ်ခုရှိပြီအဲ့လိုမျိုးပြောချင်တဲ့အခါမျိုးဆိုဒီ phrase လေးသုံးတယ်နော်ကျွန်တော်ခုနပြောလို့ပဲကျွန်တော်ကဒီမှာရှင်းပြရင်းနဲ့ကျုပ်သိကြတဲ့ phrase တွေ vocabulary တွေကျွန်တော်ပြောသွားပြီနော် I haven't seen you I haven't seen you မတွေ့တာကြာပြီအဲ့မတွေ့တာကြာပြီအနောက်မှာတော်တော်ကြာပြီ for a long time I haven't seen you for a long time မတွေ့တာတော်တော်ကြာပြီ I haven't seen you for a long time ကြာပြီနော် I haven't seen you for a long time ပြီးတော့ရင်တိတ်မကြသေးဘူးမတွေ့တာတော့တိတ်မကြသေးဘူးမတွေ့တာနည်းနည်းတော့ကြာပြီပေါ့မတွေ့တာတော့နည်းကြာပြီဒီလိုပြောချင်တာပေါ့နော်အဲ့လိုမျိုးဆို I haven't seen you for a while I haven't seen you for a while I haven't seen you for a while
မေးစားတဲ့ခါကျရင် Hey how are you doing haven't seen you for a while I haven't seen you အဲ့ဒါကို I ကိုထည့်ပြီးပြောရတယ်လေရှိတယ်ဒီခါကျရင် I ဖြုတ်ပြီးတော့ haven't seen you for a time for a long time for a while ဒီလိုတွေပြောရလဲရှိတယ်နော်ကျွန်တော် greeting လို့ခေါ်တာပေါ့နော်တယောက်ယောက်တွေ့တယ်မိတ်ဆက်ကြတဲ့အခါကျရင်အေးဘာလုပ်နေလဲမတွေ့ရကြပြီနော်မတွေ့ရကြပြီလို့ပြောခြင်းနဲ့နေရာမှာသုံးလို့ရတဲ့စကားလေးပေါ့နော် I haven't seen you for a while I haven't seen you for a long time for a long time နဲ့တူတာတွေရှိတယ်နော် for a long time နဲ့တူတယ်တော်တော်ကြာပြီလို့ပြောခြင်းတာပေါ့နော် for ages နှစ်နဲ့ချီပြီးကြာပြီလို့ပြောခြင်းတာတကယ်ချင်းမတွေ့ရတာနှစ်နဲ့ချီပြီးကြာပြီနော် Hey bro it's been a long time I haven't seen you for ages for a long time တူတူပဲ for ages နဲ့တူတာဘာရှိသေးလဲဆိုရင် for years နော်ဒီလိုပဲနှစ်နဲ့ချီပြီးကြာပြီဆိုတဲ့အဓိပ္ပာယ်မျိုးရ for years နော်ဒီကောင်တွေကလေ for years for ages for a long time ဒီဟာတွေကတခြားအချိန်ကာလကြာပြီလို့ပြောချင်တဲ့နေရာမျိုးတွေမှာလည်းသုံးလို့ရတယ်ဗောနော် It's been a year it has been a year လို့ပြောချင်တာဗောနော် it's ဒီ is က int it is မဟုတ်ဘူးနော် int it has it has it's been a year တနေ့လောက်ရှိပြီကြားနေပြီဟုတ်ပြီ it's been a year it's been years အဲ့ဒီ it's been ဆိုရဲ int it has ဆိုရဲအသုံးလေးပေါ့နော် it has ဆိုရဲ it has been ဆိုရဲအသုံးလေးကိုကျွန်တော်တို့ဒီ I haven't seen you ဆိုတဲ့နေရာမှာအစားထိုးပြီးပြောလို့လေရတယ်ပြောတဲ့အဓိပ္ပာယ်အတူတူပဲအဲ့ချင်းတော့ကြာပြီ Hey how you doing it's been a while it's been a while it's been a while အော်မတွေ့ရလည်းကြာနေပြီနော် it's been ages it's been ages နော် it's been a year it's been years အော်တော်တော်ကြာပြီလို့ပြောချင်တာရပါနော်အဲ့ဒါမှ तू ပြောတယ်လို့ကျွန်တော်တို့ it's have you seen you since လို့ပြောလို့ရ since ကကြောင့်အချိန်ကာလတိကျသိပြောလို့ရပြီဥပမာမင်းမတွေ့တာ2020လောက်ခရေမတွေ့ have you seen you since 2020 and အချိန်ကာလအတိကျသိတယ်ဒီမှာဆို तू ကနှစ်ပဲမဟုတ်ဘူးကာလအတိကျပါပါတယ် last Christmas I haven't seen you last Christmas all right Christmas I haven't seen you last Christmas I haven't seen you since last Christmas Yo, it's been a while. I haven't seen you since last Christmas. Good night, general. It's been a while. It's been for years. I haven't seen you in 12 years. Yo, how are you? It's been a while, right? I haven't seen you for ages. No? I haven't seen you since last Christmas. But the cool you Christmas go now the meal back with H-Mass look. H-Mass. It should look at Jarma, Banaga, H-Mass look you like what the ball got. By doing H Christmas ကိုပြောကြတယ်နော် Okay ဒါလူငယ်တွေကသိထားပြီလားနော်တော်တော်များသုံးကြတယ်နော် Okay ထားပါတော့ဆိုတော့အဓိကပြောချင်တာ I haven't seen you ဆိုရဲအသုံးလေးပေါ့နော် I haven't seen you မတွေ့ရကြပြီဘာနဲ့တူလဲ it's been a while it's been for years it's been ages it's been years it's been a year I haven't seen you for years I haven't seen you for ages I haven't seen you for a long time I haven't seen you for a while since ပြောလို့ရ since ကကြအချိန်တိကျသိတယ်ဆိုရင်ပြောလို့ရတယ်မင်းမတွေ့တနေ့လောက်ကြာပြီဆိုရင်တော့ I haven't seen you for နဲ့ပဲသုံးတယ်နော် for a year about a year နော် okay ရမှာနော်ဒါကဘာပြောချင်တာလဲဆိုရင်ဒီ I haven't seen you ဆိုတဲ့အသုံးလေးကိုပြောချင်တာပေါ့နော် okay